ပဲမင်္ဂလာပါဝင်နာခင်းမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်တနက်လေးကတော့ quality ကောင်းပေါ့နော်ဈေးသက်သာတဲ့တွေကတနက်လေးတစ်လက်ဖြစ်တဲ့ M416 တနက်လေးကိုကျွန်တော် review လုပ်ပေးပါမယ်ဟုတ်ကဲ့ M416 တနက်ကတော့ဒီကောင်းရဲ့ဈေးကတော့3000ခွဲပဲရှိပါတယ်ခင်ဗျာ3000ခွဲနဲ့တန်အောင်လို့လည်းသူ့ရဲ့ပြင်းအားလေးတွေကောင်းပါတယ်ကျွန်တော်တို့ကဲပါလဲဆိုတော့ကြည့်ကြည့်အောင်နော်ပါတဲ့အနေထားအကုန်လုံးကတော့ပြောရရင်တော့ M416 တန်ကာလာနဲ့တနက်တက်လက်ပါမယ်စပရက်ဆာပြောင်းပါမယ်ကြောပတ်ဖြီတဲဦးနဲ့တက်ကက်လေးပါတယ်ချီကရကပါတယ်ဘက်ထရီချာဂျာပါတယ် safety glasses ပါမယ် laser point ပါမယ်ကျွန်တော်တို့ဒီ iron sight နှစ်ခုပါတယ်နောက်ဒီစကုန်းနဲ့တန်ပါတယ်တော့ဒီမှာဒီကောင်ပေါ့နော် yes လုံးလို့ရတဲ့ scope ပေါ့ free scope ဖြစ်ပါတယ်နော်ဟုတ်ကျွန်တော်တို့ဆင်ကြည့်အောင်နိုင်လေဟုတ်ကဲ့ကျွန်တော်အခြေကိုငဲညာပြီးတော့ကျွန်တော်ဆင်လိုက်ပါတယ်เนาะကျွန်တော်ဒီမှာ iron sight နှစ်ခုချိန်လိုက်တယ် iron sight ကကျွန်တော်ဒီမှာအနီးဝေးချိန်နဲ့ဟာပြီးပါတယ်နောက်ဒီဘက်ကထိတ်ပေါ့เนาะ torre sight လေးတစ်ခုပါတယ် suppressor ပြောင်းနေပါတယ် suppressor ကတော့ဖြုတ်လို့ရတယ်เนาะ suppressor ဘာတော့လုံးဝ M416 ဒီဇိုင်းဖြစ်သွားပါတယ်တော်တော်လမ်းပါတယ်နောက်ဒီမှာ laser pointer ပါပါတယ်မြင်ရလားเนาะ laser pointer လေးတစ်ခုပါတယ်Okay, now ဒီစိတ်ကြီးပေါ့နော်ဒီစိတ်ကြီးကတော့ကျွန်တော်တို့ဒီဘက်ကနေထည့်ရပါတယ် Okay ဆိုဒီစိတ်ကြီးထည့်တယ်ဒီကြီးထည့်ပြီးတော့ခလုတ်လေးနှိပ်ပြီးပါဒီကောင်ကိုကြီးအပေါ်တက်အောင်လုပ်ကြည့်နော်အဲ့မှာပြစ်လို့ရမှာပါတော့ဒီကလေးတက်မယ်battery အနေနဲ့ရနေပြရပါမယ် battery ကတော့ငကိုကတော့သူကဒီကောင်ပါတယ်နော်ကျွန်တော်ကတော့အဲ့ဒီဟာအတွက်ကျွန်တော်ရဲ့ battery နဲ့ပဲကျွန်တော်စမ်းပြလိုက်ပါတယ် parking brake တွေကတော်တော်များများအားမရှိကြပါဘူးလားကြောင့်ပါအားပေးဖို့တော့လိုပါတယ်နော်ကျွန်တော် battery ထည့်တယ်ထည့်မယ်ဖုံးပိတ်မယ် okay ကျွန်တော်ဒီမှာ save ရှိပါတယ်နော် auto save ဖြစ်လို့ရပါပြီOkay ဒီတော့ auto ပဲရပါတယ်เนาะပုံမှန်ဒီဇိုင်းအနေထားကာလာဒီဇိုင်းကာလာအကုန်လမ်းပါတယ်လက်ထက်မှာလည်းချစ်လေးရှိပြီးတော့လိုက်ပါတယ်ကဲကျွန်တော်တို့ဒါဆိုပြင်းအားလေးတစ်ချက်လောက်ကြည့်ကြည့်အောင်เนาะဟုတ်ကဲ့ကျွန်တော်ဒီ M416 ရဲ့ပြင်းအားလေးကိုကျွန်တော်ပြပြမယ်เนาะဆက်ကြည့်ကြည့်ပါလောက်ကြည့်ပါเนาะနေရလားဗျOkay လောက်လေးပြင်ပါနော်ဟုတ်ကဲ့ဒါကတော့ဒီ M416 လေးပါနော်ဒီ M416 လေးကိုလိုချင်နေဆိုရင်ကျွန်တော်ရဲ့ဝင်းနာကင်းတွိုင်းချက်ပေါက်ဒါမှမဟုတ်ဖုန်းနံပါတ်990 344ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်နော်ရန်လန်းနဲ့တက်တော့ပါခင်ဗျာပြင်ရလဲမြင်တဲ့အတိုင်းပါပဲနော်ဟုတ်ကဲ့အားလုံးကျေးဇူးပါနောက်မှတွေ့တော့